么多的，这么多的，小妹。不过呢，那前道理去呀，新苗那个没拉苗那一般，是这是也给那苦嘛，是讲是这道理哈，是看说个大江地大队，到了一这方面他嘛，首先得需要把这些。前一个他老家吧比，但是苦嘛改下了，苦嘛这个亏比工。没拉苗那一般，不过有嘛是是三百元的，俺那是交别得税他的，是讲是干啊，没拉超越你，伢白嘛道理去呀，这人都是东亚的。แต่ခွဲသုံးမှာ6နာရီကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးစစ်သားတအုပ်တည်ဆုံသွားပြီးနောက်ရင်းစခန်းကိုထပ်မံတိုက်ခိုက်မှာစိုးရိမ်ပြီးမေလ10ရက်နေ့ညပိုင်းမှာဖောကား6စီးနဲ့ပစ္စည်းများတဲကစစ်ကောင်စီတပ်သားများစခန်းစွန့်ထွက်ပြေးသွားလို့မေလ10ရက်နေ့နနက်မှာ၎င်းစခန်းကိုတော်လှန်ရေးရဲဘော်များမှမိရှို့ရှင်းလင်းလိုက်ကြောင်းသိရှိရပါတယ်ရှင်ကိုကိုရာကြီးကအဲ့ဒါဘာမျိုးဘိုးဝင်ယူပါကိုသကန်ကိုမိချော့နေရတယ်အလားတူမေလ17ရက်နေ့မွန်းတက်12နာရီအချိန်ခန့်မှာလဲစိန်ကန့်လန်မြို့ကျောင်းရုံးမဖြက်လန်းဘေးကဟိုင်းယူလန်းဆောင်တွင်အင်အား30ကျော်ဖြင့်အထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်စခန်းမှစစ်ကောင်စီတပ်သားတွေဟာအရက်သားပြည်သူများရဲ့ကားများကိုချောဆွဲပြီးစခန်းရှိပစ္စည်းများကိုတည်ယူဆုတ်ခွာသွားတာကြောင့်တာရီခရိုင်တရင်383ညနဲ့တခွဲ9မှာဂိတ်စခန်းကိုမိရှို့ရှင်းလင်းလိုက်ကြောင်းသိရှိရပါတယ်ရှင်။ဒါဟိုင်းယူလန်းဆိုကြီးပါဟိုင်းယူလန်းဆိုကြီးပါဒါဘန်ကာတွေပါဒါခွေးတွေဝတ်တဲ့ဘန်ကာဖြစ်ပါတယ်အဲ့ဒီလိုရှင်းလင်းခဲ့မှုနဲ့ပတ်သက်ပြီးတာရီခရိုင်တရင်383ညနဲ့တခွဲ9တခွဲမှုဘိုးဘကမှတာရီ HCD သတင်းဌာနကိုယခုလိုရှင်းပြထားပါတယ်ရှင်ဟိုင်းယူလန်းဆောင်ကတော့ဒီမင်းလာမြို့နယ်ပိုင်းနဲ့ပေါ့မင်းလာမြို့နယ်ပိုင်းနဲ့ဟိုင်းယူလန်းဆောင်ပေါ့နော်သူတို့ကျွန်တော်တို့ကစတရနေညကိုဝင်စီကိုဆယ်နေညပေါ့ဗျာကျွန်တော်တို့ဒီဝင်ဒီစကားကိုဟိုင်းလာလို့စကားကိုဝင်တိုက်ခိုက်ဖို့ကျွန်တော်တို့ပလန်ချတယ်ပလန်ချတဲ့အခါမှာဆိုင်ကသွားလာလေးနဲ့တရင်ပေါက်သွားတယ်ထင်တယ်ဗျပေါက်သွားတော့သူတို့ကမနက်တည်းပြင်ဆင်ပြီးတော့17ရက်နေ့မနက်ကိုပြင်ဆင်ပြီးတော့နေကင်းလောက်ကိုစုတ်ခွာတယ်ကျန်တော့ကြံခဲ့သေးတယ်ပေါ့ဗျာကြံတာတော့ပြစ်ထုတ်လိုက်တယ်ကျွန်တော်တို့ကအဲ့မနက်ပဲချင်းကတ်တယ်ပေါ့အဲ့နေရာခိုင်းလာဆုံးနေရာကိုမနက်ပိုင်းရောက်ပြီးချင်းကတ်တဲ့ခါမှာသူတို့ကထွက်သွားတော့၄-၅ ယောက်ကျန်တယ်ကျန်တာနဲ့ကျွန်တော်တို့ပြစ်ခတ်မှုလေးနည်းနည်းလေးဖြစ်သွားတယ်ပေါ့အမေမလို့ပါပါတယ်ခွဲငါကြောင့်သိရမို့လားသူတို့ကဒီဟိုင်းလာဆုံးမှာဂိတ်ထိုင်ပြီးတော့ဟို2023ခုနှစ်ပေါ့22 23နှစ်စာမှာသူတို့ကစားထိုင်တာလေဟိုင်းလာဆုံးမှာစားထိုင်တော့ဟိုတော့လည်းကျွန်တော်တို့တက်ခွက်ငါနဲ့ပဲတိုက်ပွဲဖြစ်ခဲ့တယ်ပေါ့အဲဒီဟိုင်းလာဆုံးစိုက်ခင်းနေတဲ့မှာဖြစ်ခဲ့တဲ့ຢာကိန်းတွေမှာလည်းပဲနှစ်ခါ3ခါလောက်ကျွန်တော်တို့အဲ့မှာတိုက်ပွဲဖြစ်ခဲ့ဘူးလေပေါ့ဗျာအဲ့တော့သူတို့အင်အားကပထမတော့115ယောက်ရှိတယ်ဟိုစံမုတ်ဘက်မှာတိုက်ပွဲတွေဖြစ်တော့သူတို့အင်အားဖြည့်တယ်ပေါ့ဗျာအင်အားဖြည့်တော့အဲ့မှာကြံအင်အားတွေက40လောက်ပဲကြံတယ်ဗျအဲ့ဒီ40ကိုကျွန်တော်တို့ကစခန်းသိမ်းမှုပြင်ဆင်ထားတာရှိတယ်ပြင်ဆင်ထားတာရှိတာကိုသူတို့ကဥကင်းအောင်စုတ်ခွာသွားတယ်ပေါ့ဗျာဒီစခန်းနေပြီးတော့စုတ်ခွာသွားတော့ကျွန်တော်တို့အဲ့နေမျိုးကိုရှင်းလင်းလိုက်တဲ့အခါမှာကျန်တဲ့ပစ္စည်းကတော့လက်နက်ခဲမရောက်တော့သိမရဘူးဗျဒီစခန်းကိုနေမျိုးကိုပြန်ရခဲ့တယ်ပေါ့သူတို့ရှိရဒီမယူနိုင်တဲ့အရင်၄-၅ ယောက်မယူနိုင်တဲ့ယူတီဖောင်းစေဝစ်စသားလေးကြိုက်ခဲ့တယ်သူတို့ကငကောကဒါပြည်သူတွေနေတဲ့နေရာမှာတကိတ်လာဆွဲတာလေခွေကိတ်လာဆွဲထားတာအဲ့မှာနေပြီးတော့ဒီပြည်သူတွေရဲ့ကျွဲနွားတွေပစ်စားတယ်ရောင်းတယ်ဖမ်းတယ်ကားတွေနဲ့တင်ရောင်းတယ်ပေါ့ဗျာကျွဲနွားတွေကိုလည်းပဲလာပြည်သူတွေရိုက်နှက်စစ်ဆေးတာရှိတယ်ရိုက်နှက်စစ်ဆေးပြီးတော့သူတို့ကလက်လွန်ချီလွန်တွေလည်းရှိတယ်ပေါ့ဗျာဒေကြီးတွေလည်းရှိတယ်ပြည်သူတွေထဲတဲ့ကပြီးတော့တော်မှာလောက်ကင်စားတဲ့ဆိုင်ကယ်တွေကိုလည်းပဲဂိတ်ကြီးအစမတန်တောင်းတယ်ပေါ့ဆိုင်ကယ်တစ်စီးကို3000နှုန်းတောင်းတယ်တစ်ခါလေးပစ္စည်းရောဆိုင်ကယ်ရောလူရောဖမ်းတယ်ဖမ်းပြီးတော့သူတို့စစ်တပ်တွေထဲကိုထဲတယ်ပေါ့ဗျာအဲ့လိုတွေတော်တော်များများ
ပြည်သူဘောကိုနှိပ်စက်တာတွေရှိခဲ့တယ် ဒီလိုကွာဟဲ့ဒီလို ရထားအပေါ်မှာရထား စံပုံနဲ့ဟာယူလန်ဆောင်စစ်တပ်စခန်းမှာစုခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများဟာတော်လိုင်းရဲတပ်ဖွဲ့များလာရောက်တိုက်ခိုက်မယ်လို့သတင်းထပ်ပေါ်နေတဲ့စိန်ကန်းလန့်ရွာအခြေစိုက်စစ်ကောင်စီလက်အောက်ခံခလာရ1တရင်မှာတွားရောက်ပူပေါင်းပြီးခန်းစစ်ပြင်ဆင်နေကြောင်းသိရှိရပါတယ်ရှင် မင်းလာမြို့နယ်ဟိုင်းယူလန်ဆောင်မှာတက်ဆွဲထားတဲ့တက်စခန်းပေါ့နော်တက်စခန်းကိုဝင်ပြီးရှင်းလင်းလုပ်တဲ့အခါမှာခွေးတွေစခန်းဆုတ်ခွာသွားတဲ့စခန်းပဲဖြစ်ပါတယ်